တော့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မိတဲ့ရောဆုံးပြောမှာပေါ့နော်အမျိုးသမီးစေးရုံမှာလာပြီးတော့စကပြန်လိုက်ပြီးဖြစ်တာလေးဖြစ်ပါရှင်ဒီနေ့ဆိုလို့ရှိရင်ငွေနဲ့နှစ်ပတ်လောက်ကစစ်ထားပါတော့လူနာကအဓိကတော့တအိမ်ရှောင်တာပေါ့နော်တအိမ်ကောင်းကန်ဆာစစ်တယ်ကန်ဆာတော့မတွေ့ဘူးတအိမ်ဆဲတဲ့ရှောင်နေတာပေါ့နော်ရှောင်နေတဲ့အတွက်ကြောင့်မလို့ဒီနေ့ကကုသမှုခံယူဖို့အတွက်လာတာဖြစ်ပါတယ်ရှင်အစောရရောက်ချင်းကတော့ခဏဆောင်ရတယ်ပေါ့နော်သူတို့ရဲ့ထမင်းစားနာချိန်နဲ့ကြိုက်သွားရဲ့အတွက်ကြောင့်ပြီးတော့ဒီဆေးရုံတစ်ခုနဲ့တစ်ခုကထမင်းစားချိန်ကလည်းမတူဘူးပေါ့နော်တချို့က12နာရီနဲ့1နာရီမှနားကြတယ်တချို့ကကြတော့1နာရီကနေ2နာရီတွင်နားကြတယ်ပေါ့နော်အဲ့လိုနဲ့စမ်းပူရင်ကွာ OG ဖွင့်နေစီခဏဆောင်ပြီးတော့သွားတယ်ပေါ့နော်သွားပြီးတော့သူတို့စမ်းတန်းလုပ်တယ်ဆွေးနွေးတယ်ပေါ့ဆွေးနွေးပြီးတော့အပေါ်နဲ့အင်းဆင်းရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီရင်သားမမ်မိုဂရမ်စစ်တာတွေနောက်ပြီးတော့အိမ်အန်ထရာဆောင်းရိုက်တာတွေအကုန်လုံးလုပ်လို့ရပါတယ်ဆိုတော့ဒီနေ့ကတော့လူနာကဘာလုပ်ခဲ့လဲဆိုတော့ဒီအိမ်ရဲ့ဒီဆဲကိုပေါ့နော်စစ်ဖို့အတွက်ဒီယောဂပိုးကိုအဖြေရှာဖို့အတွက်အရင်ဆုံးဆဲနမူနာယူလိုက်တာပေါ့နော်ယူလိုက်တယ် swab လုပ်တယ်ပေါ့နော်အဲ့ဒါလုပ်ပြီးတော့မှဒီတစ်ပတ်လောက်ကြာမှအဖြေရမှာပေါ့နော်အဲ့အဖြေကိုကြည့်ပြီးတော့မှကုသမှုခံယူရမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒါပါပဲဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်အားလုံးပဲကျေးဇူးများတင်ပါတယ်ဒါတော့ကားပါကင်ကနေဖြတ်ပြီးတော့ဟိုဘက်အဆောင်သွားရတာပေါ့နော်သွားပြီးတော့ဒီreception ဌာနကိုသွားတာဖြစ်ပါတယ်အားလုံးပဲမြို့သမီးများကျန်းမာရေးကိုရေးဆိုင်ကြပါရှင်ကျေးဇူးများတင်ပါတယ် bye bye see you next video